နေ့ဗီဒီယိုထဲမှာတော့ဘယ်ဘာသာစကားကနေယူငင်မွေးစားထားတာမှလူသိမ့်မသိလောက်တဲ့မြန်မာစကားလုံးတွေထဲမှာ10လုံးကိုရွေးချယ်ပေးထားပါတယ်ရှင်ပထမတစ်လုံးကတော့အလံပဲဖြစ်ပါတယ်အာရဗီဘာသာစကားကနေယူငင်မွေးစားထားတာပါနောက်တစ်မျိုးကတော့ယုံမတီတီပါရှင်သူ့တော့မလေးမွေးစားစကားလုံးဖြစ်ဖော်ပြကြပါတယ်မလေးကလည်းအိန္ဒိယနေမှာတဆင်ရပါနောက်ထပ်နှစ်မျိုးကတော့ရက်နဲ့ကတိပါပဲဖြစ်ပါတယ်ဒီဝဟရာနှစ်ခုလုံးကိုအာရဗီဘာသာစကားအနေမွေးစားထားတာပါဒီနှစ်ခုတော့ကုံရောင်းကုံဝယ်ကနေတဆင်ရလာခဲ့တာဖြစ်မယ်လို့ယူဆရပါတယ်လေလံနဲ့အာလူဒီနှလုံးကတော့ဥရဒူမွေးစားစကားလုံးတွေပါအာရဗီနဲ့ဥရဒူဘာသာစကားကမတူညီတဲ့ဘာသာစကားတွေပါအာရဗီကအရှေ့လယ်ပိုင်းနိုင်ငံတွေမှာသုံးစွဲတဲ့ဘာသာစကားဖြစ်ပြီးတော့ဥရဒူဘာသာစကားကိုတော့အိန္ဒိယနဲ့ပါကစ္စတန်မှာသုံးစွဲကြပါတယ်မြန်မာတွေနေ့စဉ်သုံးနေတဲ့လုံကြီးကိုတော့ဟင်ဒီဘာသာစကားကနေယူငင်မွေးစားထားတာပါမလေးမွေးစားစကားလုံးတွေထဲမှာနာမည်ကြီးရတွေကတော့ဒူရင်ကိုတောင်နဲ့တာကူပါရှင်ကိုတောင်ကတော့အင်္ဂလိပ်ဘာသာစကားမှာလည်းတွေ့ရတယ်လို့အခြားဘာသာစကားအများအပြားမှာလည်းမွေးစားစကားလုံးအဖြစ်တွေ့ရပါတယ်တာကူကတော့အင်ဒိုမလေးစကားလုံးဆိုပေမဲ့မြန်မာကတော့မလေးကနေမှသစင်မွေးစားတာဖြစ်တယ်လို့ဆိုကြပါတယ်အခြားဘာသာစကားတစ်ခုကနေစကားလုံးတွေကိုအပြီးပိုင်မွေးစားသုံးဆွဲလိုက်တယ်ဆိုတာကထူးခြားတဲ့ကိစ္စတော့မဟုတ်ပါဘူး။ဘာသာစကားတိုင်းမှာအရှင်းရှင်းယူငင်သုံးဆွဲကြရတဲ့မွေးစားစကားလုံးတွေအများကြီးရှိပါတယ်။ရခိုင်ခေတ်ကာလတွေမှာတော့မိခင်ဘာသာစကားတစ်ခုအတွင်းမွေးစားစကားလုံးတွေဝင်ရောက်လာဖို့ကိုတွန်တွယ်ရေးနဲ့ဘာသာရေးဒီလမ်းကြောင်းတစ်ခုကနေအဓိကဖန်တီးပေးခဲ့ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။